မင်္ဂလာပါရှင်နောက်ဆုံးရရှိထားတဲ့ပြည်ရန်သတင်းတွေကိုနှဆက်ပေးမှာပါလူငယ်တွေအနေနဲ့နည်းပညာတွေကိုအသုံးပြုရမှာအမှားအမှန်ကိုခွဲခြားသိမြင်နိုင်တဲ့ဝေဖန်ပိုင်းခြားနိုင်မှုရှိဖို့ AI အသုံးပြုမှုခြင်းကိုစိုက်ဘာလုံခြုံရေးနဲ့ပတ်သက်လို့သတိရှိအလေးထားဖို့လိုအပ်တယ်လို့နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ကမှာကြားပါတယ်။ဩဂတ်စ်လ15ရက်ကနေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ Convention ဗဟိုဌာနတဲ့ MICC1 မှာကျင်းပတဲ့2026ခုနှစ်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကိုတက်ရောက်အမှာစကားပြောကြားရမှာနိုင်ငံတော်သမ္မတကြီးကအဖို့လိုထဲသွင်းမှာကြားခဲ့တာပါ။ဒီနေ့ခေတ်မှာနည်းပညာတိုးတက်လာမှုနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေဟာလူငယ်တွေရဲ့ပညာရေးအလောက်အကိုင်းနဲ့စုံတီထွင်မှုအခွင့်အလမ်းတွေပုံမူကျဲပြန့်အားကောင်းလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်လူငယ်တွေကိုဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာတက်ကြွစွာပါဝင်နိုင်ဖို့အတွက်အရေးပါလာတဲ့တွန်းအားတရက်နဲ့အခွင့်အရေးဖြစ်တယ်လို့လည်းပြောပါတယ်။ဒီနေ့ digital ကမ္ဘာမှာသတင်းအချက်အလက်တွေဟာလင်းမြန်စွာစီးစက်နေတာနဲ့အတူတိုးတက်မှုတွေရှိနေသလိုဖြည့်ရှင်းဆောင်ရွက်ဖို့လိုအပ်နေတဲ့စင်ခေါ်မှုတွေကိုလည်းသတိပြုကြရမှာဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံနဲ့လူမျိုးရဲ့ဖွံ့ဖြိုးမှုကုန်သိက္ခာကိုထိခိုက်စေမဲ့လုပ်ရက်တွေကိုရှောင်ကျဉ်ပြီးတာဝန်သိတဲ့ digital နိုင်ငံသားတွေအဖြစ်ရည်တည်ကြဖို့လိုအပ်တာကိုအလေးထားမှာကြားလိုတယ်လို့လည်းနိုင်ငံတော်သမ္မတကြီးကပြောပါတယ်။ဒါအပြင်ခင်မီနည်းပညာတွေကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီးမိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုဇယိုက်လက္ခဏာတွေကိုတန်ဖိုးထားကနိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့အဆင့်အတန်းကိုကဘာကသိအောင်မြင့်တင်ပေးနိုင်တဲ့မျိုးချစ်စိတ်ဓာတ်ပြေဝတဲ့လူငယ်တွေဖြစ်လာစေရေးဆက်လက်ကြိုးပမ်းကြဖို့ကိုလည်းနိုင်ငံတော်သမ္မတကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်။